ရဲ့ခရီးကကြမ်းလဲမပင်မနိုင်မဝရဲ့စေရာကျိုးဆွဲရလိုက်တဲ့မျောပါမိသားစုနဲ့ခွဲခွာလာချစ်စနီးနဲ့သားတွေသမီးတွေရှေးရီကိုတွေ့ကအဝေးမှာကြိုးစားရုန်းကန်နေရဖခင်တယောက်ရဲ့မြတ်တာပါမခေါ်သာမျောကတော်ရဝေးမှလွမ်းနေရတာမိသားစုအတိုင်းမြုံတည်ရှိရာအချိန်တွေကြာတခါတခါသတိရတဲ့အခါလွမ်းမြဲရည်လေးဆိုလာရမတန်းတာလို့သာတာရဲ့သမီးရဲ့ချစ်စနီးရဲ့မင်းတို့ကိုလွမ်းနေအချိန်နဲ့မပေးလို့တနေ့တည်းမှမပြောပေမဲ့လေကွာနေရတဲ့ဘဝပါအချိန်နဲ့မပေးလို့တနေ့တည်းမှမပြောပေမဲ့လေကွာနေရတဲ့ဘဝပါကိုမိသားစုရှိရာအပြေးပြန်လာခဲ့အောင်မကြပါဘူးတနေ့ချစ်စနီးနဲ့သားသမီးတွေထံအဖေလွမ်းလို့လန်းလာခဲ့ပါမယ်လောကရန်ရဲ့ခရီးကကြမ်းလဲမပင်မနိုင်မဝရဲ့စေရာကျိုးဆွဲရလိုက်တဲ့မျောပါမိသားစုနဲ့ခွဲခွာလာချစ်စနီးနဲ့သားတွေသမီးတွေရှေးရီကိုတွေ့ကအဝေးမှာကြိုးစားရုန်းကန်နေရဖခင်တယောက်ရဲ့မြတ်တာပါမခေါ်သာမျောကတော်ရဝေးမှလွမ်းနေရတာမိသားစုအတိုင်းမြုံတည်ရှိရာအချိန်တွေကြာတခါတခါသတိရတဲ့အခါလွမ်းမြဲရည်လေးဆိုလာရမတန်းတာလို့သာတာရဲ့သမီးရဲ့ချစ်စနီးရဲ့မင်းတို့ကိုလွမ်းနေအချိန်နဲ့မပေးလို့တနေ့တည်းမှမပြောပေမဲ့လေကွာနေရတဲ့ဘဝပါအချိန်လေးမပေးလို့တနေ့တည်းမှမပြောပေမဲ့လေကွာနေရတဲ့ဘဝပါကိုမိသားစုရှိရာအပြေးပြန်လာခဲ့အောင်မကြပါဘူးတနေ့ချစ်စနီးနဲ့သားသမီးတွေထံအဖေလွမ်းလို့လန်းလာခဲ့ပါမယ်